တောက်ကြသားသမီးတို့တပတ်တာကညမနဲ့ထူးခြားချက်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အနုပညာတက်ခံအားကောင်းနုညံ့သိမ်မွေ့တဲ့တောက်ကြသားသမီးတွေအတွက်2026ခုနှစ်ဖေဖော်ဝါရီလနောက်ဆုံးပတ်ရဲ့ထူးခြားတဲ့ပေရင်ဟော့စတန်ကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေကိုဘာနဲ့ခိုင်းနိုင်မလဲဆိုရင်သူတို့ဟာအေးမြတဲ့ရေစင်လိုလူတကာကိုအေးချမ်းစေသူတွေပါအပြစ်မှန်မှာကိုကြည်သားလိုနုညံ့မိနဲ့စိတ်ဓာတ်ကတော့ခိုင်မာပြတ်သားကြပါတယ်သူတို့ကိုပူဇော်ပြုတဲ့သင်္ကေတပါတော့ငြိမ်းချမ်းရေးရဲ့တမန်တော့ကျိုးရွံ့မှလေးပဲဖြစ်ပါတယ်ဒီတစ်ပတ်စီးပွားရေးကဏ္ဍမှာတော့ဝါချောတဲ့လုပ်ငန်းချင်းတွေနဲ့ဖိုးကြီးထုတ်လုပ်တဲ့လုပ်ငန်းတွေအထူးကံကောင်းမဲ့အရှိဖြစ်ပါတယ်လုပ်ငန်းခွင်မှာမိမိထက်ဝါရင်တဲ့အတွေ့အကြုံရှိသူတွေစီကနေလမ်းညွှန်မှုကောင်းတွေရရှိမှဖြစ်လို့အကြံဉာဏ်တောင်းခံမှုမမေ့ပါနဲ့တတိထားမှာကတော့တောက်ကြသားသမီးတွေရဲ့လက်ဖာတဲ့အကျင့်ကြောင့်အဝင်အထွက်မများဝိဆိုင်နဲ့အပတ်လေးဖြစ်ပါတယ်အချစ်ရေးမှာတော့တောင်လိုက်လိုဆွဆောင်မှုအကောင်းနေတာကြောင့်လူမျိုးအပြိုတွေတက်ရိုမတ်တစ်ဆန်နဲ့ပူဇာခြင်းတွေပေါ်ပေါက်လာတတ်ပါတယ်အိမ်တော်တွေအတွက်လည်းနားလည်မှုတွေနဲ့အေးချမ်းမဲ့အပတ်လေးပါပဲဒီတစ်ပတ်မှာကန်နူးစေဖို့အတွက်အရှူရောင်နဲ့တောက်ပတဲ့အယောင်တွေကိုရွေးချယ်ဥစဉ်သစ်ပါတယ်ရရအနေနဲ့ကတော့ဘုဒ္ဓဟူတာမမဟုတ်တောက်ကြနေမနေ့ပိုင်းမှာဖျားမှာနှင်းစီဖြူပန်းလူပြီးဆူတောင်းပေးပါဂျုံမကပုံပါတဲ့သုံးဆောင်လေးတွေစောင်းထားရင်တော့ဒီတစ်ပတ်လုံးထုံးကောင်းစေပါလိမ့်မယ်ကဲတောက်ကြသားသမီးတွေအားလုံးပျော်ခြင်းအေးချမ်းတဲ့အပတ်လေးဖြစ်ပါစေလို့ဆူတောင်းပေးလိုက်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကဏ္ဍတွေကြည့်ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နေအောင်နော်အားလုံးကျေးဇူးတင်ပါတယ်